လူကြီးမင်းနေနဲ့အချက်မြန်မာမြေဝေမချဆိုတဲ့စကားကိုကြားဖို့လိမ့်မယ်ထင်ပါတယ်။ဆိုလိုတဲ့သဘောကမြေဝေထားမယ်ဆိုရင်ဈေးပြန်မကျဘူးဆိုတဲ့သဘောဖြစ်ပါတယ်။အဲ့ဒီလိုမြေဝေမချဖြစ်ဖို့အတွက်ဆိုရင်တော့အခုပြောပြမယ့်ချက်တွေကိုတည်ထားဖို့လိုအပ်ပါမယ်ခင်ဗျာ။လူကြီးမင်းနေနဲ့မြေကိုတက်တာတဲ့ဈေးနှုန်းနဲ့ရတိုင်းတွေးတဲ့နေရာမှာလိုက်ဝေတာကအကျိုးမြတ်ကျင်းသေးပေါရဖို့မသိချပါဘူးခင်ဗျာ။ရင်းနှီးမြှုပ်နှံတဲ့မြေရှိသလိုမဝေတဲ့မြေလည်းရှိပါတယ်။မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ရင်တော့အရှုပ်ရှင်းမျိုးရှိတတ်ပါတယ်။ပြဿနာကင်းတဲ့မြေမျိုးကိုဝေဖို့အရေးကြီးပါတယ်ခင်ဗျာ။ကိုဝေလိုက်တဲ့မြေကအနာဂတ်မှာတန်မိုးတက်လာတဲ့မြေမျိုးကိုဝေရပါမယ်။ location ရအချက်ချကြတဲ့မြေမျိုးကိုဝေယူတင်ပါတယ်ခင်ဗျာ။မြေဝေရဆိုတာထက်မြေပိုင်ဆိုင်မှုကိုဝေတာဖြစ်တဲ့အတွက်နဲ့လူကြီးမင်းနေနဲ့မြေဝေမယ်ဆိုရင်မြေပိုင်ဆိုင်မှုကိုတေချာစစ်ဆေးနိုင်မှသာမြေဝေမချဆိုတာဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျာ။